ပကံကိုတစ်ခေါက်တစ်ခါမှမရောက်ဘူးသေးတဲ့သူတွေကပကံကိုရောက်လို့ဘုရားတွေအများကြီးကိုမြင်တွေ့ရပြီဆိုလို့ရှိရင်အလွန်မဲအံ့အားသင့်သွားကြလေရှိပါတယ်။တနေရာထဲမှာဒီလောက်အများကြီးမြင်တွေ့ရတော့ဒီဘုရားတွေကိုတည်တော်မူခဲ့တဲ့ဘုရင်တွေတထေးတကြွယ်တွေကိုကျေးဇူးတွေတင်ကြအားတွေကြတယ်ပီတိတွေဖြစ်ရတယ်တာဓုတွေခေါ်ကြတယ်ပေါ့ဒီနေရာမှာတခုမေးလျော့နေတဲ့အပိုင်းရှိပါတယ်တိဆောက်ခဲ့ကြတဲ့သူတွေဘလောက်ပဲတိဆောက်ခဲ့ဒီအရာတွေကိုမပြောက်မပြစ်အောင်ဝိုင်းဝန်းထိမ့်သိမ်းကြမှာသာအရှိတည်ရနိုင်မှာဖြစ်ပါတယ်တိဆောက်တဲ့သူတွေကိုကျေးဇူးတင်လို့ရှိရင်ပြုပြင်ထိမ့်သိမ်းစောင့်ရှောက်တဲ့သူတွေကိုလည်းမမေ့သင့်ပါဘူးစောက်တဲ့သူကစောက်ခဲ့ပြီးထိမ့်တဲ့သူကထိမ့်ခဲ့လို့သာအနှစ်ရာထောင်ချီပြီးတော့မှကြံရှိနေခဲ့တာဖြစ်ပါတယ်ဗျပစ္စည်းသင်္ခါရလူသင်္ခါရဆိုတဲ့စကားရှိပါတယ်အရာရာအချိန်တန်လို့ရှိရင်ပျက်စီးယိုယွင်းလာရာကနေနော်တဖြည်းဖြည်းနဲ့ပျောက်ကွယ်ပျက်စီးသွားတတ်ကြတာဟာဓမ္မရဲ့သဘောတရားသဘောအမှန်ပါပကံဘုရားတွေကတစ်ချိန်တည်းလိုတိဆောက်ခဲ့တဲ့ကမ္ဘောဒီးယားကအန်ကောဝတ်တို့အင်ဒိုနီးရှားကဘူရူစတဲ့ရှေ့တောင်အာရှမှာတိဆောက်ခဲ့ကြတဲ့ရှေးအောင်ဖျားပတူဇေဒီအားလုံးကိုတိတ်မကြခင်ပါပဲလူတွေကမေ့ပြောက်ကုန်ကြပြီမယ်ပကံဘုရားကိုကြတော့ဘယ်သူမှမမေ့ကြပါဘူးတကဘာလုံးကနေနှစ်သက်သဘောကျပြီးတော့မှလေ့လာစရာတွေလည်းအခုချိန်ထိအောင်ပြည့်နှက်နေကြတယ်ပကံခေတ်73ရာစုမှာပြတ်သုံးသွားပြီးတဲ့နောက်မှာ14ရာစုနဲ့18ရာစုမှာတောင်ငူခေတ်မှာလည်းတောင်ငူဘုရင်ကအဆက်ဆက်ကဘုရားပကံဘုရားတွေကိုဆက်လက်ပြီးတော့မှတည်တဲ့အောင်တိမ့်တိမ့်စောင့်ရှောက်ခဲ့ကြတယ်18ရာစုကနေ19ရာစုကုန်းမောင်ခေတ်ကိုရောက်ပြန်တော့ကုန်းမောင်မင်းအဆက်ဆက်ကပကံရဲ့အဓိကဘုရားပထိုးတွေကိုဆက်လက်ပြီးတော့တိမ့်တိမ့်စောင့်ရှောက်ခဲ့ကြပြန်တယ်ပကံမှာကြံရှိနေသေးတဲ့ဘုရားစေတီတွေကအချို့သောရှေးအောင်ဘုရားပထိုးတွေဟာကုန်းမောင်ခေတ်ကတည်ခဲ့တာတွေဖြစ်တယ်ဆိုတာလေ့လာတွေ့ရှိရပါတယ်နိုင်ရစေးပကြီးတွေမှာလည်းစောင့်ရှောက်တာတွေလုပ်ခဲ့တယ်ဆူလာမဏိလိုဘုရားကြီးမှာတောင်မှတချို့နေရံတွေမှာအင်းဝခေတ်ရဲ့နေရံစေးပကြီးလက်ရာတွေကိုအခုထိတွေ့နိုင်ပါသေးတယ်19ရာစုရောက်မှဥရောပနိုင်ငံသားတွေကပကံကိုရောက်လာပြီးတော့မှပကံဘုရားပထိုးနဲ့ဇေဒီနဲ့ရင်မြေတောတောင်ရှုခင်းအလှတွေကိုစတင်ပြီးတော့မှပကြီးတွေဆွဲကြဓာတ်ပုံတွေရိုက်ခဲ့ကြလို့တချို့ပုံတွေကအခုချိန်မှာရှေးအောင်ဓာတ်ပုံတွေအနေနဲ့ပကြီးကားချက်တွေနဲ့ပြန်လည်ပြီးတော့မှလက်ရှိတွေ့မြင်နေကြရတာဖြစ်ပါတယ်အဲ့ဒီခေတ်လောက်ကစပြီးတော့မှ19ရာစုကနေစ